လေယာဉ်ရဲ့ကိုယ်တွေမှာလျှက်စစ်တန်လိုက်တံပြန်တိုက်ခိုက်ရေးစနစ်လို့ခေါ်တဲ့ Electronic Countermeasure EMC တွေကိုတပ်ဆင်ထားပြီးရန်သူဒုံးကျည်တွေကိုလမ်းကြောင်းလွဲသွားအောင်လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင်ဒုံးကျည်တွေကိုအပူချိန်နဲ့လှည့်စားဖြတ်စီးနိုင်တဲ့ flare မီးပွားတွေကိုလည်းပဲတပ်ဆင်ပေးထားပြီးအရေးပေါ်အခြေအနေတွေမှာလည်းပဲရှောင်ကွင်းမရတဲ့ဒုံးကျည်တွေကိုဖျက်ဆီးဖို့အတွက် shaft လို့ခေါ်တဲ့ jet jet တွေကိုလည်းပဲအသင့်ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။လေယာဉ်တွင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ Air Force One ဟာလေထဲမှာပြန်တန်းနေတဲ့ Command Center ကွပ်ကဲရေးဌာနချုပ်တစ်ခုလိုပါပဲ။တမရဟာဒီလေယာဉ်ပေါ်ကကမ္ဘာပေါ်ကဘေးနေရာကိုမဆိုစိတ်ကြိုက်လုံခြုံစွာဆက်သွယ်နိုင်ပြီးနျူကလ িয়ার စစ်ပွဲလိုမျိုးအရေးပေါ်အခြေအနေမှာတော့မှနိုင်ငံရဲ့အရေးကြီးတဲ့ကိစ္စတွေကိုစီမံခန့်ခွဲနိုင်ပါတယ်။ဒီလေယာဉ်ပေါ်မှာတီးခြားလုံခြုံမှုအမြင့်ဆုံးဆက်သွယ်ရေးကိရိယာတွေစာဝတ်စနစ်တွေနဲ့လေယာဉ်ပေါ်ကနေတိုက်ရိုက်အမိန်ပေးနိုင်တဲ့စနစ်တွေကိုထည့်သွင်းထားတာပါ။နောက်ထပ်အံ့ဩဖို့ကောင်းတဲ့အချက်တစ်ခုကတော့ Air Force One ရဲ့ကိုယ်ရေကာဝယ်မှုပါပဲ။ဒီလေယာဉ်ရဲ့ကိုယ်ရေနဲ့ဗရင်ပေါက်တွေကိုပောက်ကွဲမှုတန်ခံနိုင်အောင်လို့အားဖြည့်တိစောက်ထားတာဖြစ်ပြီးဒုံးကြီးဒါမှမဟုတ်လက်နက်ငယ်ပစ်ခတ်မှုတန်ကိုခံနိုင်ရရှိအောင်ပြုလုပ်ပေးထားပါသည်။ဒါ့အပြင်